မင်္ဂလာပါဟိန်းစာမြန်မာ traditional performer ဆိုတဲ့ YouTube channel လေးကနေပြီးတော့ကြိုဆိုပါရစေဒီ channel လေးကနေပြီးတော့ကျွန်တော်တို့မြန်မာကနဲ့ပတ်သက်တဲ့အသိပညာတွေဘူးတုတလေးတွေကျွန်တော်တို့အခြေခံကနီးလေးတွေကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ကဲအခုဆက်ပြီးတော့သင်ကြားပေးမယ့်ကောက်ကွက်ကတော့ရှေ့မှာသင်ကြားပေးခဲ့တာခြေနောက်ထုတ်ကောက်ကွက်ပေါ့နော်အခုသင်မှာကတော့ခြေရှိထုတ်ကောက်ကွက်ပါဒီခြေရှိထုတ်ကောက်ကွက်ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့တွေရှေ့မှာသင်ခဲ့ဘူးတဲ့စီဝါကောက်ကွက်နဲ့တူတယ်ခြေထောက်လေးကိုထုတ်တယ်ပြန်သိမ်းတယ်ထုတ်တယ်ပြန်သိမ်းတယ်အဲ့ကောက်ခွက်နဲ့နည်းနည်းသွားပြီးတော့ဆင်ပါတယ်ထုတ်တဲ့အချိန်မှာဆင်တယ်ပြန်သိမ်းတဲ့အချိန်မှာကြတော့ကိုက main ကလေးကဗျာလွတ်ဖြစ်တဲ့တချောင်းပြန်သိမ်းတဲ့အချိန်မှာ main ကလေးတွေရဲ့အမှာထမိန်အနားရှိတယ်ထမိန်အနားကိုစပြီးတော့ခတ်ပါပြီအဲ့တော့ပြန်သိမ်းတဲ့အချိန်မှာထမိန်အနားလေးခတ်ပြီးတော့မှမူလခွင်ပုံစံတိုင်းကိုပြန်ပြီးတော့ပြန်ယူမှာဖြစ်ပါတယ်ဝါးပေါ့နော်အဲ့တော့ကျွန်တော်ဖြည်းဖြည်းလေးပြမယ်ခွင်လေးချက်ပြန်တိုင်းမယ်နော်ပြင်းတတော်ပြင်းလက်ဖက်နှောင်းတစ်ခုကိုနောက်ပို့မယ်ဟုတ်ပြီအဲ့တော့ဒီခြေနာခြေရှိထုတ်ပေါ့နော်ခြေရှိထုတ်ကောက်ကွက်ကချွင်မှာခုနပထမကျွန်တော်တို့ခြေရှိစီဝါကောက်ကွက်နဲ့တူတယ်ချွင်မှာဒီဖနှောက်ကလေးကခြေမရှိနေတဲ့နေရာနာကိုထိုးရမှာဖြစ်ပါတယ်ချွင်မှာဖနှောက်ကလေးကအခုခြေမရှိနေတဲ့နေရာလေးကိုမှန်းပြီးတော့ထိုးရမှာချွင်နော်အဲ့ဒါချွင်တောက်ကြရင်ကျွန်တော်တို့ဒီခြေထောက်ကိုနောက်ကိုထမိန်နားကိုခတ်ရမယ်ထမိန်နားကိုဒီကိုယ့်ရဲ့ဒီတင်နေရာအထိခြေထောက်ကိုမြှောက်ပြီးတော့ဒီလိုပေါ့နော်ဒီလိုခြေခွင်ရှိတဲ့အတိုင်းကိုနောက်ကိုဒီလိုမြှောက်ပြီးခတ်ပြီးတော့မူလပုံစံခွင်တိုင်းပြန်ကြရင်တောက်ပါအဲ့တော့ကျွန်တော်ဖြည်းဖြည်းလေးပြမယ်ချွင်ဆိုရင်ခြေပြားထိပ်လေးရှိတဲ့နေရာကိုဖနှောက်လေးထိုးတယ်ပြီးရင်ထမိန်နာခတ်တယ်ဝင်တိုင်းပြန်ကြတယ်တောက်အဲ့လိုပဲဘယ်ဘက်ခြေထောက်ကခြေပြားလေးရှိတဲ့နေရာကိုဖနှောက်ကလေးကထိုးတယ်ချွင်ဒီချိန်မှာဂွင်ကိုလုံးဝဖြတ်လို့မရပါဘူးเนาะဂွင်မဖြတ်ရဘူးအပေါ်ပိုင်းခန္ဓာကိုယ်တွေအကုန်လုံးဖြောင်းမှတ်ထားရမယ်ပြီးရင်နောက်ကိုထမိန်နာလေးခတ်တယ်ပြီးရင်ခြေထောက်မူလပုံစံဂွင်တိုင်းပြန်ကြရင်တောက်အဲ့လိုပြန်ကြတဲ့အချိန်မှာအတက်နိုင်ဆုံးတော့အနည်းဆက်ဆုံးဂွင်တိုင်းကြအောင်တော့စူးစမ်းပေးပါနော်အခုချိန်မှာအရန်အရေးကြီးပါတယ်ဘာလို့ခြေသင်တန်းသင်နေတာဖြစ်တဲ့ကြောင့်ခြေသင်ခန်းစာမှာအဲ့ဒါကပြောမဆိုရင်တော့ပုံသင်နည်းတစ်ခုလိုပဲဒီပုံသင်နည်းကိုကြားနေအောင်လုပ်ရမယ်နော်အဲ့တော့ဒီဂွင်လေးကိုအရန်အရေးကြီးပါတယ်ဂွင်တိုင်းပြန်ကြနေဖို့အရန်ကိုအရေးကြီးတဲ့ကိစ္စပါနော်အဲ့တော့သတိထားပေးပါဖြစ်နိုင်မှန်တစ်ချက်ရှေ့မှာထောင်ထားပေးပါမှန်ရှေ့မှာကရင်တော့ပိုကောင်းတာပေါ့နော်โอเคဖြည်းဖြည်းလေးပြန်ပြမယ်ချွင်တောက်အဲ့တော့ကျွန်တော်တို့ချွင်နဲ့တောက်ရဲ့ကြားမှာကျွန်တော်တို့လေးတစ်ခုထည့်လိုက်မယ်เนาะအဲ့တော့ချွင်တောက်ဆိုတော့ချွင်နဲ့တောက်ရဲ့ကြားမှာချွင်တောက်เนาะအဲ့တော့ချွင်တောက်ဆိုတော့ချွင်တောက်ချွင်နှစ်ချွင်သုံးချွင်လေးအဲ့လိုမျိုးလေးကျွန်တော်တို့ဒီခြေထောက်ကလေးကနောက်ကိုထမိန်နာခတ်လိုက်တဲ့ဟာလေးကိုကျွန်တော်တို့မှာသွားပြီးမိအောင်ယူမယ်အဲ့တော့ဖြည်းဖြည်းလေးကျွန်တော်ဒီတိုင်မင်လေးတစ်ခုကိုထည့်ပြီးတော့ကတ်လိုက်မှာပေါ့နော်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါးချွင်6ချွင်9ချွင်10ဒါပါပဲเนาะအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ပြမယ်ဒါလေးကိုချွင်ကဒီလိုလေးထိုးလိုက်တယ်ခြေဖြားထိတ်ရှိတဲ့နေရာလေးကိုခြေမဖနှောက်လေးကထိုးလိုက်တယ်မှာထမိန်နာလေးကိုခတ်လိုက်တယ်နောက်ကိုเนาะဒီလိုခတ်တာเนาะခတ်လိုက်တယ်ပြီးွားရင်တောက်ဆိုရင်မူလဂွင်ပုံစံလေးပြန်ကြတယ်တောက်ချွင်မှာခြေဖြားထိတ်နာလေးကိုဖနှောက်လေးကိုထိုးလိုက်တယ်မှာနောက်ကိုထမိန်နာခတ်လိုက်တယ်တောက်ဆိုရင်မူလဂွင်ပုံစံလေးပြန်ကြတယ်တောက်ချွင်သုံးချွင်လေးချွင်ငါးချွင်6ချွင်9ချွင်10โอเคအဲ့ဒါတော့ကျွန်တော်တို့ဒါခြေရှိထုတ်ကောက်ကွက်ပါဗောနော်ကျွန်တော်တို့စီဝါကောက်ကွက်လေးကတော့လွယ်လွယ်လေးပဲချွင်တစ်ချွင်နှစ်ဆိုအဲ့လိုပုံမှန်လေးပဲပြန်သိမ်းလိုက်တာသူကကြတော့ဒီလိုချွင်နဲ့တောက်နဲ့ကြားထဲမှာဒီလိုသိမ်းလိုက်တဲ့ဟာကိုရိုးရိုးမသိမ်းမဲနဲ့ထမိန်သားလေးခတ်ပြီးတော့မှ
သိမ်းလိုက်တဲ့ပုံစံပဲအဲ့တော့ဒါကစီးဝါးနဲ့ခြေရှိတော့ကောက်ကွက်လေးနဲ့နည်းနည်းသွားဆင်တာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဒါတဆင်ချင်းတက်သွားတာပေါ့နော်အခုတော့ကောက်ကွက်က၄ကွက်ပြီးသွားပြီကွင်းလဲထိုင်တက်သွားပြီနော်စီးဝါးကောက်ကွက်ကတ်တက်သွားပြီအဲ့တော့ကျွန်တော်တို့ခြေနောက်ထိုးကလည်းလွယ်လေးပါပဲခြေနောက်ထိုးကခြေထောက်ကိုနောက်ထိုးတာဖြစ်တယ်အဲ့တော့အခုခြေရှိထုတ်ကောက်ကွက်ဆိုတော့ဒါခြေတင်တန်း၄ကွက်ပြီးသွားပြီပေါ့နော်ခြေတင်တန်း၄ကွက်ပြီးသွားပါပြီအဲ့တော့ဒီ၄ကွက်ကိုကျွန်တော်တီးလုံးလေးနဲ့ကျွန်တော်ကပြပါမယ်အမျိုးသမီးအခြေခံကြပြလွတ်ပထမဆင့်ကဲအခုဆိုရင်တော့ခြေတန်းလေးကွက်ကိုအားလုံးရကြပြီလို့မြင်ပါတယ်တတိချာချာလေးလေ့ကျင့်မှာကျွန်တော်တို့မရှင်းဘူးဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုထပ်ခါပြန်ပြီးတော့ကြည့်ပါဗီဒီယိုကြည့်တာကိုကြည့်ုံမဲ့မကြည့်ပါနဲ့ကျွန်တော်ဗီဒီယိုကြည့်နေရင်လည်းကျွန်တော်နဲ့အတူတူအကိုတွေအမတွေညီမတွေအကုန်လုံးကဒါတော့အမျိုးသမီးကဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အမတွေညီမတွေအကုန်လုံးကကျွန်တော်ဗီဒီယိုဖွင့်ထားရင်းနဲ့ကိုယ်တိုင်လိုက်ပြီးလေ့ကျင့်ကြည့်ပါကျွန်တော်တို့ဒါတတိချာချာလေးကျွန်တော်အကောင်းဆုံးနားလည်လွယ်အောင်ကျွန်တော်ရှင်းပြပေးထားတာဖြစ်ပါတယ်။ကဲအားလုံးအဆင်ပြေကြပါစေ။အဲ့တော့ကျွန်တော်ရဲ့ဒီ Heinza Myanmar Traditional Performance ဆိုတဲ့ YouTube channel လေးကိုလည်း like လေးလုပ်ပေးပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်းကျွန်တော်လက်မလေးထောင်ပေးခဲ့ပါ comment လေးလည်းရေးပေးလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာနောက်တစ်ပတ်မှာလည်းကျွန်တော်တို့ channel ကနေပြီးတော့ဒီကောက်ကွက်လေးတွေကိုဆက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းစင်စက်မပြတ်အားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်